ဒီစီတရားတရားပြန်လာမယ်လို့မတ်တလေးရှင်ပြောတာဝေပြီးတရားလာရင်တော့တရားကိုပြောလို့အဲ့ဒီမှာညရှိတာဆိုတော့တရားဒီလမ်းလာတယ်တရားကိုအဲ့ဒီနေရာရှိတဲ့ထုံးစက်တွေအကုန်လုံးပြန်ပြောချလိုက်တယ်တရားလာကိုစောင့်ပါကိုဟုတ်တရားမစောင့်ရကြာပြီလားကိုရဲ့ကြားသေးပါဘူးတရားကိုလည်းခုနကမှလောကနေပြန်လာနေတာဒါနဲ့တရားအခုပြေးတော့အော်ဘာလို့ပြေးလို့လာမှာလဲကိုရဲ့အိမ်ရောက်မမေချောင်းလေးတိတဲ့အတိုင်းပဲလေမမေကဘယ်တော့မှပေးထွက်တာမဟုတ်ဘူးကိုရဲ့အဲဆောင်မလို့တခါကိုနဲ့တွေ့စလို့ဆိုပြီးတော့မမေအရင်ကိုခိုးပြီးထွက်လာခဲ့တာကိုရဲ့တရားမေရဲ့လူဦးထွက်ဟုတ်တယ်ကိုလွမ်းလို့တွေ့စလို့ပါနော်ဟုတ်တယ်လေကိုကလည်းလေဟိုရကိုချစ်တဲ့တရားတွေကိုဖေးတယ်လို့အလားတွေ့ကြည့်တာဒါပေမဲ့လူတွေပြေတရားကိုလည်းတွေ့လာတယ်ဆိုတော့ကိုရအောင်မတားတာဒါနဲ့ကိုပြောအောင်လေတရားကြီးကိုလေတရားကိုချစ်ခဲ့ရတာဘွားချင်းကလည်းမတူဘူးစစ်တပ်ချင်းကလည်းမတူတော့တရားကချွန်းလာတယ်ကိုကစီရင်မိုးတဲ့နေကြီးကိုပေါ်ချနေတယ်ကိုလိုနေကြီးဘွားမှာတရားရဲ့အမေကသဘောမတူဘူးဆိုရင်ကိုအသေးခွင့်ပြီးကြံခဲ့ရပါဘာလို့အဲ့လိုစကားတွေပြောနေရတာလဲကိုရဲ့ကိုနဲ့တထားဆိုတာအခုမှတွဲလာတာမဟုတ်ဘူးတွဲလာတာလည်းနှစ်ပေါင်းမနေတော့ဘူးကိုစိတ်ပူနေတာကိုတထားသိပါတယ်ကိုရဲ့မမေသဘောမတူအောင်စိုးရိမ်နေတာမလားအဲ့လောက်ကြီးဒီစိတ်ပူနေပါနဲ့ကိုရဲ့မမေသဘောမတူရင်တော့မှတထားကိုချစ်လို့ကိုမခွဲနိုင်လို့ဆိုပြီးကိုနောက်ကိုလိုက်ခဲ့မှာပေါ့တထားကိုနောက်ကိုလိုက်မယ်ဆိုလို့ရှိရင်ကိုခေါ်มาလားရဲ့တထားကကိုနောက်ကိုလိုက်ခဲ့မယ်ဆိုရင်ကိုကအပြေလည်းဝင်ပြောမှာတထားရဲ့ကိုပြေးတဲ့ချုပ်တယ်တော့ဟာဝမ်းသာလိုက်တာဟုတ်ကိုနဲ့လည်းမတွေ့တာကြာပြီဆိုတော့တဲမှာလေဒီမှာလွမ်းလိုက်ရဆိုတော့မပြောနဲ့တော့သိလားဟုတ်ပါပြီတထားရဲ့တရားလုံးတယ်လို့လေကိုလည်းဟုတ်ပြောပါမယ်ဘယ်နဲ့ဒါရီကိုချိန်ဒီကောင်းလိုက်တာတရားအမေဒါဘယ်မှာတထားကိုချိန်စုနေလိုက်မယ်တော့ဟိုတထားကိုကိုလိုက်ဖို့လို့နော်အော်ဟုတ်သားပဲကိုရဲ့စကားပြောကောင်းနေတာမမေကိုတကယ်ကြီးစီစာအုပ်ကောင်းကောင်းမလို့ဆိုပြီးတော့ခိုးထွက်လာတာကိုရဲ့ဟိုအချိန်မီပြန်မဖြစ်မှာဆိုတော့တထားကိုတထားတော့အိမ်သားမှာလိုက်ပုံနေကြလက်ထက်ကစာအုပ်ဆိုင်တော်လိုက်ပုံလေကောင်းပါပြီတထားဒါဆိုရှင်တထားကိုစာအုပ်ဆိုင်တာဒီကိုလိုက်ဖို့နော်ကဲဒါတက်တော့အိမ်မှာလည်းသမီးလေးတယောက်လေအမြဲတမ်းပြောတယ်စုံးသွားတယ်သမီးလေးရေသမီးလေးကအခုမှငငယ်ရွယ်ရွယ်ပဲရှိသေးတယ်မိခင်နာမှာပဲနေအမေကိုအလုပ်တွေဝိုင်းလုံးဆိုတာအခုကြည့်စမ်းမနဲ့မိုးလင်းလာနဲ့အိမ်ကနေထွက်သွားတာအမေကိုဘာမှမပြောမဆိုနဲ့ဒီကလေးမလေးကိုလေပြောရဆိုကလည်းခတ်ခုလည်းကြည့်စမ်းဘယ်ဒီသွားတော့ဘယ်ဒီလာတယ်မဟုတ်ဘူးမွေးရတာကမိန်းကလေးကျမကတော့အရင်ကစိတ်ပူလာတယ်ခုလည်းဒီကောင်မလေးကိုဟောပြောအောင်ဘယ်မှမသွားပဲမဟုတ်တော့ကအကောင်လေးနဲ့တွေ့သွားရင်ကောင်မလေးမလွယ်ဘူးကောင်မလေးကိုပြင်ပေးစားလိုက်ဟာရှင်းနေလို့မင်းဒါညီးဖယ်ကနေပြန်လာအော်တကယ်ချင်းစီကနေပြန်လာတာဒီမှာလေးကနင့်ကိုပြောလိုက်လေတငယ်ချင်းစီနဲ့နင့်တငယ်ချင်းကမကောက်နိုင်သေးဘူးလားတနေ့တစ်ယောက်ဟမ်အော်မမေကလည်းမတွေ့တာကြာပြီဆိုတော့တကယ်ချင်းတွေလွမ်းလို့ခဏလေးတက်တွေ့တာပါနင်ကလေအားတယ်လို့ရှိရင်တငယ်ချင်းစီသွားမယ်ဟော shopping ဖတ်မယ်နည်းနည်းပေါ်မယ်အေးကိုအလုပ်လေးပါလေဝိုင်းလုပ်ပါလားမမေကလည်းတနေ့ကအိမ်ထဲမှာကြည့်ပြင်းတာပေါ့ပြီးတော့တမီးကအဖော်လဲရှိရမို့မောင်နှမသားချင်းလည်းရှိရမို့တမီးတယောက်လည်းအိမ်မှာပြင်းတာပေါ့နင်ပြင်းလာလားဒါဆိုလို့ရှိရင်နင်မပြင်းအောင်မြို့မှာတင်ပေးစားမယ်လုပ်ပြီးမေတို့ကဟုတ်တယ်လေမယူချင်သေးပါဘူးမေတမီးလုံးလုံးလတ်နေချင်သေးတယ်ညီမယူလို့မရဘူးညီကငါလုံးလုံးလတ်ထားရလို့ရှိရင်ခဏမတော်တရောအကောင်လေးနဲ့တွေ့သွားရင်ဘယ်လိုလုပ်မလဲငါရင်နေပြီလေမိသက်ထားရည်လေငါတွေ့ထားတယ်ငါရဲ့တငယ်ချင်းရဲ့သား
သူ့နာမည်ကကြော်ညီတဲ့အဲ့ဒီကောင်လည်းမြို့မှာပေးစားမယ် ဟာလုံးပြန်မမေရလေအဲ့ဒီကြော်ကြီးဆိုတဲ့ကောင်တပိတစ်စက်မှချိလို့မရဘူးမမေရဲ့က နေကြည့်လို့မရရင်ငါကြည့်လို့ရတယ်ဒီကောင်လေးဟာလေအရန်ကိုချမ်းသာတာသမီးနဲ့တော့ဆိုလို့ရှိရင်လေဩအရန်ကိုလိုက်ပတ်တာသမီးရဲ့အမေကလေသမီးလေးအဲ့ကြော်ကြီးနဲ့ပေးစားမယ်သမီးယူရမယ်နော် ဟာမယူနိုင်တော့ဘူးလားတပိလုံးဝတော့မယူတော့တပိမသိပဲမမေတို့စင်စင်လို့တော့တပိကဒီထက်ပိုပြီးစိတ်ကောက်တာ သမီးကြည့်စားဒီကောင်မလေးလေဘလို့မှပြောလို့မရအောင်မေကတော့သူ့ကောင်းမဲ့ပြင်လို့စီစဉ်ပေးတာကြော်ညီလေးကိုတော့လက်လှုပ်လို့မရအောင်ဘာဖြစ်လို့လဲဆိုတော့သူကအရန်ကိုချမ်းသာတဲ့တတိသားသူ့သာယူလိုက်မယ်ဆိုလို့ရှိရင်လေကျမရဲ့ဘဝဒီထက်မကောက်ချမ်းသာမဖြစ်ဘူးဒီကိစ္စကိုအမြန်ဆုံးစီစဉ်ရအောင်ဟုတ် ဆန်လို့